အားလုံးပဲမင်္ဂလာပါကျွန်တော်ပေါ့နော်အခုတချင်းရေးတဲ့ထဲမှာပေါ့မြန်မာပြည်ကိုလွမ်းတဲ့တချင်းတွေရေးဖြစ်တယ်ပေါ့နော်တာသမီတွေကမြန်မာပြည်ကိုလွမ်းတယ်မိဘကိုလွမ်းတဲ့အကြောင်းတွေကျွန်တော်ရေးဖြစ်တယ်အခုလက်ရှိတပုတ်ပေါ့နော်တပုတ်ကတော့မြန်မာပြည်ကအမေအိုကနေပြီးမှအဝေးရောက်နေတဲ့တာသမီတွေကိုလွမ်းတဲ့ပုံစံလေးစမ်းရေးကြည့်ထားပါတယ်လို့စိုင်းနေတဲ့ရင်ဝယ်ယူအားပေးလို့ရပါတယ်နားဆင်ပြပါဦး အဖွာရင်ထဲကခံစားချက်လေးတစ်ခုလောက်ပြောပြပါလားအဖွာနိုင်ငံရခြားမှာအလုတ်လုံနေတဲ့သားနဲ့သမီးနဲ့အတူထမင်းလက်ဆောင်စားခြင်းနဲ့ကွယ်စံပြေကြလာတာနဲ့သမီးလေးနိုင်ငံရဲ့စားစိမ်များရဲ့ချားတဲ့လီအမေတို့တော့မပူနဲ့မြန်မာပြည်ကြီးကဖျားနာစေအမေဘဝကတော့အခုထိကြမ်းမမြဲလေအမေငွေမလိုဘူးသားနဲ့သမီးတို့ရေအမေလိုနေတာကသားနဲ့သမီးပဲလေအခုတော့သိစိတ်သွားအိမ်အိုလေးတဲ့လွမ်းနေရဖျားသွားကြောင်းတဲ့သားနဲ့သမီးငယ်တွေအစံပြေပါစေဝေးရောက်ကလေးတို့ရေအောင်မြင်ပါစေဖျားရှိတောင်းဆုချွေမနှက်ပြတိုင်းဟာဆင်လာပါစေအမေရဲ့မြတ်တာနဲ့လေတိုက်တစ်ပါးရမှာပေးကင်းကြပါစေ